ဒီပိုင်းမှာတော့ဘယ်သူနိုင်မလဲဆိုတာထက်တန်ဆုံတီဝိုင်းတစ်ခုလိုခံစားနေရတယ်ဇက်ကောင်တွေအားလုံးရဲ့ movement တွေဥတီယာတွေရွေ့နေရတယ်ဘာပဲဆက်ဖြစ်အောင်မှလည်းဘယ်သူကဘာတွေလုပ်အောင်မှလည်းဆိုတော့စိတ်ဝင်စားနေရတယ်ဒီရင်းစစ်တွေကအနိဋ္ဌာယုံတွေအများကြီးကိုမြင်နေရတယ်ဒီထဲမှာမှအကြည်တက်ဖြစ်စေတဲ့အကြောင်းအရာကတော့ကြောင်လေးတွေပဲဖြစ်တယ်ဒီကြောင်လေးတွေကြောင့်နန်းတော်တွေကကြွက်ကလေးတွေတော့ရှိတော့မယ်မထင်တော့ဘူးဒါပေမဲ့မျိုးဆောင်တက်တွေကိုတတ်သွားတဲ့ကြွက်တွေတော့ကြောင်လေးတွေကမဖမ်းနိုင်ဘူးဒါကပေါ်မန်ဟိုက်တာဝါရဲ့ရွှေခွက်တွေကိုပိုပြီးထင်ထင်ရှားရှားမြင်လာရတာပါပေါ်မန်ကအစတည်းကနန်းတော်နဲ့တိတ်မဝေးတဲ့တမ်ပတန်မြို့ကိုသူ့ရဲ့ view ဟာအတိုင်းတက်ဆွဲထားတာပြီးတော့မြို့အတွင်းကလူတွေကိုလည်းရွှေပေးပြီးတော့စေခိုင်းနိုင်တယ်ဟိုက်တာဝါဘက်ကလောက်ခံစစ်သားတချို့ကလည်းဒီမြို့ထဲမှာရှိနေသေးတယ်ဒါကိုဒီလူကိုကြည့်ရင်သေချာသိနိုင်ပါတယ်သူကအခုမှအစ်စ်ပါလာတဲ့ဇက်ကောင်တယောက်တော့မဟုတ်ဘူးပြီးစုပ်တူးမှာဒီလူရဲ့မျက်နှာကိုသေသေချာချာမြင်ရပါတယ်ဆိုတော့ဒီလူကငကိုတဲကဟိုက်တာဝါဘက်ကစစ်သားတယောက်ဖြစ်တယ်ဗနေပါတို့နန်းတော်သိမ်းနေတဲ့အချိန်မှာဒီအစိမ်းဘက်ကစစ်သားတချို့ကကိုရောင်ဖြောက်ပြီးတော့အယောင်လှုပ်ရှားသူဖြစ်သွားတာဒီနေရာမှာဗနေပါနဲ့သူ့လူတွေရဲ့ပေါ်ရုံမှုကိုမြင်နေရတယ်ဗနေပါတို့ကထီးနှံကိုသိမ်းပြီးတော့ခေါင်းဖြတ်အဖြစ်ပေးရတယ်လုပ်နေတဲ့အချိန်မှာစိမ်းဘက်ကစစ်သားတချို့ကလွတ်သွားပြီပြီးတော့ဗနေပါကိုယ်တိုင်ကညတာတက်တဲ့စိတ်ရှိတယ်စစ်ပွဲတွေဆက်ပြီးမဖြစ်အောင်လို့ငြိမ်းချမ်းရေးရဖို့ကိုသူကအဲ့ဒီအချိန်မှာဦးတည်လိုက်တယ်ဒီမုံကိုငကားတွေလှုပ်ပြီးတော့အော်မော်ဟိုက်တာဝါကိုဒူးထောက်အညံ့ခံမှုသွားပြောတယ်အော်မော်ကလည်းဒူးထောက်အညံ့ခံပြလိုက်တယ်အဲ့ဒီနောက်မှာပဲမြို့တွေကသူ့ရဲ့ဟိုက်တာဝါစစ်သားတွေနဲ့ချိတ်ဆက်ပြီးတော့တမ်ပတန်မှာစစ်တပ်ကိုအထိုင်ချပြီးတော့စောင့်ကြည့်တယ်နောက်တစ်ချက်ကဗနေရွာကဗေဂါပေါ်မှာအာယုံဆိုင်နေတယ်အေမော်ရဲ့နောက်ကိုလိုက်နေတယ်အဲ့ဒီနေရာမှာပဲဗနေရွာတို့ရဲ့စစ်ဗျူဟာကလမ်းချော်သွားပြီဗနေရွာတို့ကိုတကယ်ကစားနေတဲ့လူကအော်မော်ဟိုက်တာဝါကဗနေရွာတို့ကစားနေတာဒါတော့ဗနေရွာကဂျေးစတေရတဲ့တကယ်အကြောင်းရင်းအစစ်မှန်ကိုမသိသေးတာလည်းပါတယ်ဒါကြောင့်ဗေဂါနဲ့အေမော်ပေါ်မှာသူ့ရဲ့ခံစားချက်တွေအားလုံးပုံချထားတယ်ဒါပေမဲ့အဖြစ်မှန်ကိုမသိသေးတဲ့သူ့နေရာကနေကြည့်လို့ရှိရင်လည်းဒီအတွေးရလည်းမှန်တယ်လို့ပြောလို့ရတယ်။အော်မန်ကတမ်ပတန်မှာတက်ဆွဲထားပေမဲ့သူ့မှာငကားနဲ့အေကိုမရှိရင်တော့ဘာမှကြီးကြီးမားမားလုပ်လို့မရဘူး။ဒါပေမဲ့မြို့တွေကနေလိုက်စားတဲ့အရာတွေကလည်းလိုင်းလုံးကြီးတစ်ခုဖြစ်လာခဲ့ရင်တော့ဒီတော့ပဲကြောက်စရာကောင်းတဲ့ဝေးတစ်ခုဖြစ်သွားနိုင်တယ်။ဒါကြောင့်ဒေမိုကဘေးနာနဲ့ရှစ်စတီလာတို့ရဲ့အဖြစ်မှန်ကိုမပြောခဲ့တာနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကခေါင်းခဲစရာပဲ။ဒါပေမဲ့ဒီကောင်စီမှာတော့ဒေမိုပြောနေတာတွေကလက်တွေ့ကျတယ်ပြောရမယ်။လူဆောင်တက်တွေအသက်ခံနေရတဲ့ပြဿနာကလက်တွေ့ကျကျအရင်ဆုံးဖြေရှင်းတဲ့ပြဿနာပဲ။ချိုးဝေးရုံတွေလောက်ချန်ခံနေရတာကိုအရင်ကင်တွေတင်တယ်။ဇင်းမြစ်ကိုရှာရမယ်။ဘသူကကြိုးကင်နေတာလဲ။ဘာရည်ရွယ်ချက်နဲ့လုံးနေတာလဲ။ဒီအရင်မြစ်ကိုတကယ်ဖြေရှာရမယ်။ကြိုးကင်နေတဲ့လူကိုသိသွားပြီးတဲ့အချိန်မှာတော့ဘကွက်လောက်နောက်ကျနေပြီလို့တော့ပြောရမယ်။အော်မန်ကအဖြစ်မှန်တွေနဲ့သူဖြစ်ချင်တာတွေလူတွေနာမည်တွေအားလုံးရောချပြီးတော့လူတွေရဲ့အတွေးတွေကို brainwash လုပ်ချင်တာမျိုးလုံးတောင်လုံးနေပြီလို့တော့ပြောလို့ရတယ်။ Oman နဲ့ Deron ချက်ထိုးတဲ့အခါမှာဒီကြောင်းရောက်သေချာမြင်နိုင်တယ်။ပြီးတော့ဒီနေရာမှာ Deron ကစမတ်ဖြစ်တဲ့လူငယ်တယောက်ဆိုတာကိုတွေ့နိုင်တယ်။သူကညံလဲကောင်းတယ်အရေးကဲလဲသိတယ်။ဒါပေမဲ့သူမသိရတာကသူ့ဦးလေးကသူ့ကိုဘလို့အသုံးချပြီးတော့ကြိုးကင်နေဆိုတာကိုလေဒီမှာ Oman ကလည်းဟိုက်တာဝါဘာဘာသာလို့တော့ပြောရမလို့။ဘာကြောင့်လဲဆိုတော့ဒေရိုကိုတာဂီရီယန်သမိုင်းတွေကိုစိတ်ဝင်စားနေတယ်။သူ့ရဲ့ဟိုက်တာဝါဘက်ကသမိုင်းကြောင်းဆိုင်ရာမျိုးပဲခေါင်းထဲမှာရိုက်ထည့်ပေးခြင်းနဲ့ပြီးတော့ဟိုက်တာဝါကဘလောက်တန့်စင်နေဆိုတဲ့အရာမျိုးကိုပဲပြောနေတယ်။နောက်ပြီးတော့အော်မန်ကရွှေတင်းကထုတ်ပြတယ်။ဒါကဒေရိုကိုဘယင်ဖြစ်ကြေညာသလိုမျိုးလည်းဖြစ်တယ်။ဗနေပါတို့ခင်ဗျာမှာတော့ရွှေမရှိလို့တိုင်ပတ်နေတဲ့အချိန်မှာသူကနန်းတော်ထဲထိရွှေပေးပြီးတော့မြေအောက်လှုပ်ရှားမှုတွေကိုဂျိုးကင်ပြနေတယ်။ဆိုတော့အဖြစ်မှန်လို့ကသိမနေလို့ရှိရင်ဗနေပါတို့ကအမားတွေပဲလုပ်နေတယ်လို့ဗီလိန်ဖြစ်နေတယ်လို့မျိုးတော့ထင်သွားနိုင်တယ်။ဗနေရာခင်ဗျာမှာလည်းသူဘလောက်စိတ်ထိခိုက်နေလဲဆိုရင်သူဘေးလာကိုတော့မျက်နှာချင်းမဆိုင်နိုင်။စကားမပြောနိုင်ဘူး။ကောင်စီမှာတွေးတဲ့အချိန်မှာလည်းအမိတ်ပေးရရှိအောင်လုပ်ပြီးတယ်။ဒီဖျားเจ้าကမ်းမှာဆိုရင်ဗနေရာဘလောက်ပင်ပန်းနေတယ်ဆိုတော့ခင်းနေရှားရှားမြင်ရနိုင်တယ်။သူ့သားတွေအတွက်ဝမ်းနေရတဲ့ခံစားမှုကလည်းရှိနေတယ်။သူ့ရဲ့ကြံတဲ့ကလေးကိုလည်းကာကွယ်ရအောင်ပြီးတော့off တို့လိုအရေးသွေးနေတဲ့လူတွေကိုလည်းအဆုံးရှုံးမဖြစ်အောင်ထိန်းသိမ်းရအောင်တကယ်လို့သူ့မှာစိတ်ပင်ပန်းစရာတွေကအများကြီးမှအများကြီးပဲအဲ့တော့တာဂီရီယန်တယောက်ကပြားဝတ်ပြုပြီးအောင်လာပြီးဆူတောင်းနေရတယ်ပြီးတော့ဒီဘိုင်းမှာဘေလာရဲ့ကိုအပြစ်ရှိတဲ့စိတ်ကိုခံစားနေရတာကိုလည်းပြသွားတယ်ဘေလာခမရမှာလည်းကင်းထောင်ရင်လည်းမအိပ်ရတဲ့ရက်တွေကများလို့ညခွေးတွေတော့ကြာနေတယ်ဆိုတော့ဒေတာပြသွားတယ်ဘေလာရဲ့ဘေးမှာအတန်ကိုအပေါ်ထည့်ပြီးရတယ်အတန်ကတော့လက်ရှိမှာဘေလာအတွက်အကောင်းဆုံးသင်ငယ်ချင်းဖြစ်ရှိနေတာကိုမြင်ရတယ်
နောက်တစ်ခုကဒီဘိုင်းမှာ Thailand Lannister ကိုပြန်မြင်ရပြီဒီဘဲကရွှေတွေဗမာဆိုတော့သိတဲ့လူတွေကတယောက်ပဲတိုက်ဆိုင်ကျင်တော့ Aegon နဲ့ Larry တို့နှစ်ယောက်နဲ့သွားတွေ့တယ် Tyrion နဲ့ Larry တို့နှစ်ယောက်လုံးက Aegon ကိုနည်းပြန်တင်ဖို့အတွက်စီစဉ်တွေကိုအပြိုင်ဆိုင်မြင်းခုန်နေကြတယ် Aegon ကတော့ Larry ကြီးပြောထားတာတွေကြောင့်ဒီတန်တွေတိတ်ပြီးတော့ငြိမ်သွားတယ်ဒီကမှာ Larry ကြီးက Aegon ဇက်ကောင်ကျွန်တော်တို့ပြောစီခြင်းတဲ့စကားတွေပြောပြီးသွားတာတော့ကျေနပ်စရာပဲ Aegon ကလည်းအမှန်တွေကြီးအပြောခံလိုက်ရတော့အမှန်ရသလိုလိုနည်းနည်းရှိသွားတဲ့ပုံပဲဒါပေမဲ့သူ့ရဲ့ကြမ်းတမ်းတဲ့စိတ်ကတော့ဗီဇအတိုင်းရှိနေပါဒီကြည့်ရတာ Thailand နဲ့ Larry တို့နှစ်ယောက်က Aegon ကိုအင်အားကောင်းဘလို့ပြန်လုပ်မှလဲဆိုတော့ရေးကြည့်ရနောက်တစ်ချက်က Targaryen ဘုရင်နဲ့လက်ဆင့်ခံလာတဲ့ Tyrion ဓာတ်လေးက Aegon လက်ထဲမှာပဲရှိနေတယ်ဒါကလည်း Rhaenyra ဘုရင်မလုပ်မယ်ဆိုရင်သူ့မှာလိုနေတာတွေကတခုပဲ Rhaenyra ကတော့ Aegon ကိုစုဝေထုတ်ထားတယ်သူ့ကိုရတဲ့လူကို Harrenhal ကိုပေးမယ်လို့လည်းကြေညာထားတယ်ဒါကို Frey အိမ်တော်က Lady ကအထွန်းတက်နေတာကိုတွေ့ရတယ် Rhaenyra နောက်ကနေ Posse နဲ့လိုက်ပြောနေတယ်သူ့ကိုကောင်းစီမှာနေရာတစ်ခုပေးတာကိုကျေးဇူးတင်ဖို့မရဘူးဒါနဲ့လူတွေရဲ့လောဘတစ်ခုပဲခါလေးမှာလူတွေကအမှန်ကိုမြင်ဖို့ထက်ကိုယ့်ရဲ့အတ္တတွေလောဘတွေနဲ့ကိုမြင်တာကိုကိုမှန်တယ်လို့ပဲအတင်းထင်နေကြတယ်ဒီအစည်းအဝေးခန်းထဲမှာဒေမွန်တို့ Rhaenyra တို့ဆွေးနွေးနေတဲ့အချိန်မှာအတင်းတုံနေတဲ့လူနှစ်ယောက်ရှိတယ် Lady Frey နဲ့ ဗန္ဒာရေးမှုအစ်စ် Mandalay သူတို့နှစ်ယောက်လုံးကကောင်းစီဝင်အစ်စ်နှစ်ယောက်ပြီးတော့သူတို့နှစ်ယောက်လုံးကစားလေးနှစ်ပွင့်ဆိုလဲဟုတ်တယ်ပေါ့ငံအရသာပေါ့ဒေရောတော်တို့ဇလန်တွဲတွေမှာဒါမျိုးလေးတွေပါမှကြည့်ရတာအရသာရှိတယ်ဒါကဘာကိုပြလဲဆိုတော့ Rhaenyra ကလူတွေပေါ်မှာဩဇာညောင်းမှုလိုနေသေးတယ်ဆိုတဲ့အရာကိုပြနေတယ် Rhaenyra ကဘုရင်မတစ်ယောက်တော့ဟုတ်တယ်ဒါပေမဲ့သူ့မှာလူတွေလေးစားလောက်တဲ့ legendary တစ်ခုမရှိသေးဘူးအဲ့တော့သူ့အကြောင်းကိုမသိသေးတဲ့လူတွေကအခုချိန်မှာသူ့ကိုပြေဝလေးစားရမှန်းမသိနေတစ်ပတ်မှလည်း Rhaenyra ကသူ့မှာအရေးကြီးကိစ္စတွေပဲတန်းစီပြီးတော့ပြုံနေတဲ့အခါမှာအိမ်တော်ငယ်လေးတွေကိုဂရုမစိုက်နိုင်ဘူးသူ့ရဲ့ Dragon Rider တယောက်ဖြစ်တဲ့ Hammer ကိုတော့မှလေးစရာအိမ်တစ်ခုသေချာမပေးနိုင်ဘူးစုလက်လိုချင်တဲ့ကြေးစားတွေကတော့ Harrenhal မှာ Aegon ကိုလာရှာနေကြပြီ Aegon ရဲ့ဓာရေးကျွမ်းကျင်မှုကိုလည်းဒီခန်းမှာမြင်ရတယ်ဒါတော့အပြည့်အဝနေကောင်းနေတာမျိုးမဟုတ်သေးဘူးတော်တော်လောက်နဲ့တော့သူ့ကိုတက်လို့ရနိုင်ဖို့မလွယ်ဘူးသူ့ကိုဓာရေးတင်ပေးတဲ့ဆရာကိုပြန်စဉ်းစားကြည့်ရင်လည်း Christian Cole ဖြစ်နေတယ် Christian Cole ကဘိန်းကိုပြောတဲ့အခန်းမှာလည်းသူက Greatest Warrior ဆိုပြီးတော့ဥပမာပြောသွားတယ်တေချာစဉ်းစားကြည့်ရင်လည်းသူပြောတာလုံးတော့မလွန်ပါဘူးသူကဒေမွန်ကိုလည်းပြည်သက်တွေရှေ့မှာတရားဝင်အနိုင်တိုက်ထားမှုပဲအခုချိန်မှာလည်းတိုက်ပွဲအတွေ့အကြုံတွေများနေပြီဆိုတော့ Christian Cole ပြောတာကလုံးတော့မလွန်ပါဘူးပြီးတော့သူ့ရှင်ထဲမှာတကယ်ရှိနေတဲ့ဆန္ဒကိုလည်းထုတ်ပြသွားတယ်သူကတိုက်ပွဲထဲမှာပဲတိုက်ခရင်နဲ့တည်သွားမယ်ဆိုတာမျိုးဆုံးဖြတ်ထားတယ်ဒီနေရာမှာသူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ပြေဝလေးစားပေးရမှာပါဒီနေရာမှာ Oscar Tully တို့ကလည်း Christian Cole ကိုတင်းနေကြတယ် Christian Cole ကလည်းမျိုးနှောက်နေအောင်လုပ်နေတယ်ဇလန်အစမှာ Oscar ပြောတဲ့စကားလေးတစ်ခုရှိတယ် Christian Cole ကိုသူ့နေအတိုင်းပဲပြန်လုပ်မယ်ဆိုတာကိုပြောထားတာရှိတယ်ဒီတော့ Christian Cole ကိုနောက်ကောက်ချပြီးခြံထားခဲ့တဲ့အကွက်က Oscar Tully ပြောတဲ့အရာဖြစ်မယ်လို့ထင်တယ်နောက်တစ်ခုကဒီ Christian Cole တွေသူတို့တောထဲကနေခက်ခဲနဲ့လမ်းလျှောက်လာရတယ်ပြီးတော့ဒီနှုံးမြေတွေပေါ်ကနေဖြတ်သွားတဲ့အခန်းတစ်ခန်းပါတယ်အဲ့ဒီအခန်းဆိုရင်တကယ်လူကေးစင်းအစ်စ်ကိုမှရှုံ့လုံနေတယ်မှာခက်ခဲကိုရိုက်ထားတာနောက်တစ်ခုကအလီဆန်နဲ့ဟယ်လီနာတို့ပေါ့အလီဆန်ကတော့အခုချိန်ထိလည်းသူ့သားသမီးကိုကယ်တင်စိတ်နဲ့လွဲတွေလုံနေတော့ပဲဘလောက်ထိတောင်မှတလွဲလုံးပြီလဲဆိုရင်မစ္စတာလာပေးတဲ့ကိုဝင်ဖြတ်ချတဲ့ဈေးက Lady Mystery ရှေ့မှာသူကိုယ်တိုင်တောက်လိုက်ရတဲ့အခြေအနေဖြစ်သွားတယ်ဒီအလီဆန်ကတော့သူ့သမီးကိုကယ်တင်လို့ဒီဈေးကိုတောက်ခိုင်းတာဟယ်လီနာနေရာကြည့်ရင်လည်းသူလည်းသူ့ကလေးကိုကယ်တင်ပါပဲတော့ဒီဘိုင်းမှာဟယ်လီနာရဲ့ဒေါသနဲ့ပြောတဲ့အခန်းတစ်ခုကိုမြင်လိုက်ရတယ်သူတို့သားမီးဘယ်လိုဆက်ဖြစ်မလဲလွတ်မြောက်သွားမှာလားပိတ်မိနေမှာလားဘာတွေဖြစ်မလဲဆိုတာတော့ဆက်ပြီးတော့စောင့်ကြည့်ရပါမယ်ပြီးတော့ Lady Mystery အလီဆန်ကသူ့ရဲ့နောက်ကျောင်းကိုပြောပြီးတော့Rhaenyraကိုပြန်မပြောဖို့အတွက်တော်ကီနဲ့ချုပ်လိုက်တယ် Lady Mystery ကလည်းတွေ့ဝေသွားတယ်ဒါပေမဲ့ဒါဖြစ်တော့မဖြစ်တဲ့ကိစ္စမျိုးပဲညာဆိုတော့ Rhaenyra ကိုပြန်ပြောပြတဲ့တာပဲနောက်တစ်ပိုင်းမှာတော့ဒေမွန်ကသူ့ရဲ့မျိုးဆောင်တပ်သားတွေကိုတက်တဲ့သူကိုဘယ်လိုကင်တွယ်မလဲဆိုတာနဲ့ဘက်တရီကိုမြင်ရနိုင်ဖို့လားလာရှိပါတယ်ဒါပေမဲ့ဒီတိုက်ပွဲမှာဒေမွန်အနေနဲ့ယူဟာရရှုံးသွားနိုင်တယ်လို့ခံစားနေရတယ်ပြီးတော့ဘေကာဘယ်ပြောင်းနေတာလဲဘယ်ကိုသွားနေတာလဲဆိုတော့မေးခွန်းတစ်ခုလည်းရှိတယ်ဘေးရဲ့လေဒီကဘေနာကိုနန်းတော်ထဲခေါ်တဲ့အခန်းတစ်ခန်းပါတယ်သူကဘေးကိုကာဝယ်ဖို့အတွက်ငကားတစ်ကောင်လိုချင်နေတာဘေနာကိုအဲ့ဒီအတွက်လည်းခိုးလို့ဝင်ပေးထားတာမျိုးဖြစ်နေတယ်နောက်ပြီးတော့ဒီဘိုင်းမှာအလီဆန်ရဲ့သားသမီးတွေတပွဲတပြားဖြစ်နေတဲ့ပုံစံလေးရတယ်ဂိမ်းအော့စတော်ထဲမှာ
Jon Snow တို့မောင်နှမတွေဝယ်ရပြဖြစ်ခဲ့တဲ့ပုံစံနဲ့အလားတန်သွားတူတယ်။ဒါပေမဲ့မတူညီတာကတော့ကောင်းတဲ့ဘက်ချမ်းမှာရှိနေရတယ်တော့မတူဘူးပေါ့ဗျာ။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးပဲစစ်ကြုံမြူခံရခြင်းမှာအမြန်ဆုံးလွတ်မြောက်ပြီးတော့ဘေးကင်းလုံခြုံကြပါစေဗျာ။